gravity မရှိတဲ့အာကာသထဲမှာအာကာသယာဉ်မှုတွေဘယ်လိုအိတ်ကြလဲဘာတွေစားတော့ကြလဲဘယ်လိုအိမ်သာသွားလဲနေ့စဉ်အလုပ်တွေကိုဘယ်လိုလုပ်ဆောင်ကြလဲOkay အာကာသယာဉ်မှုတွေဘယ်လိုအိတ်ကြလဲ sleeping bag နဲ့အိတ်ကြပါတယ်အဲ့ sleeping bag တွေကနံရံဒါမှမဟုတ်မျက်နှာကျက်မှာတိတ်ကြချိတ်ထားကြရပါတယ်အိတ်တာပြီးသွားပြီဆိုတော့ဘာတွေစားတော့ကြလဲအထွေထွေတူတော့မဟုတ်ပါဘူးကဘာကောကအစားအစာတွေကိုပဲ frozen လုပ်ပြီးတော့ဖြစ်ဖြစ် dehydrate လုပ်ပြီးတော့ဖြစ်ဖြစ်တည်သွားကြပါတယ်တောက်စရာတွေအနေနဲ့ကတော့ gravity မရှိလို့ပိုက်နယ်ပဲတောက်ကြရပါတယ်စားပြီးတောက်ပြီးရင်တော့စွန့်ပစ်ဖို့အတွက်စဉ်းစားရပါလိမ့်မယ်အာကာသယာဉ်မှုတွေအတွက်အထူးပြုလုပ်ထားတဲ့ toilet ရှိပါတယ်အဲဒီကထွက်တဲ့အရည်တွေကတော့ပြန်လည်တန့်စင်ပြီးတော့ရေတန့်အဖြစ်ပြန်လည်အသုံးပြုကြပါတယ်လေ့ကျင့်ခန်းလုပ်ဖို့အတွက်လည်း gym equipment တွေထားပေးထားပါသေးတယ်လေ့ကျင့်ခန်းလုပ်ပြီးပြီဆိုရင်တော့ရေချိုးဖို့အတွက်စဉ်းစားရပါတော့မယ်အာကာသယာဉ်မှုတွေက wet tissue တို့ dry shampoo တို့ကိုသုံးကြပါတယ်နောက်နေ့မှာလည်းအခုလိုစိတ်ဝင်စားဖွယ်ရာတွေကိုတင်ဆက်ပေးနိုင်မှုအတွက် channel လေးကို like and share လေးနဲ့ကူညီပေးကြပါဦး see you